ဖယားမရှိလို့မရဘူးဆိုတာလေနည်းနည်းလေးတင်ပြန်တော့မှတွန်းလိုက်ဖို့အရေးကြီးတယ် Come on ငါဒီလိုဆက်သွားလို့မရတော့ I got to do something I got to do something ငါဒီလိုမျိုးဘွားနဲ့ငါဆက်သွားလို့မရတော့ကျင်းသေးတယ်ဘာဆက်သွားမဆိုငါ depression ဝင်တော့မယ်ငါဆက်သွားမယ်ဆိုရင်ငါဘွားရောငါညင်းဝေးလာတော့မယ်ငါစိတ်တက်ကြလာငါစိတ်ပြက်လာတော့မယ်ဘယ်သူမှလည်းငါကြည့်လို့မရတော့နောက်ဆုံးငါဘွားငါရှုံးပေးတော့မယ် No I cannot be ငါအဲ့လိုငါလုံးလုံးမဖြစ်နိုင်ဘူးငါမလုံးနိုင်ဘူးငါမအဖြစ်မခံနိုင်ဘူးဆိုရင်ခင်ဗျာဘာလှည့်ရမလို့ဖရားပဲပြန်လှည့်ရမှာဘာဖြစ်လို့ဖရားပြတယ်မမြင်နိုင်လဲဆိုတော့တင်နှစ်ပေါင်းများစွာတင်ရဝိညာဉ်ကိုကြီးထွားမလုပ်ဘူးတင်ဇာတိကိုပဲကြီးထွားအောင်လုပ်တဲ့အခါမှာဝိညာဉ်ကအာမရှိဘူးဝိညာဉ်အားရှိလာရင်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းညင်တာလွတ်လွတ်လေးဒါပေမဲ့တို့အားမရှိဘူးဘာကြောင့်လဲတို့ကဇာတိအလိုအတိုင်းပဲစိတ်အလိုတိုင်းပဲအသက်ရှင်တာများပြီဘယ်နှစ်လုံးလုံးကိုယ့်ရဲ့စိတ်တိုင်းကြအသက်ရှင်ခဲ့လဲအဲ့ဒီအရာတွေအားလုံးကဟုတ်တယ်လို့နဲ့ဒါပေမဲ့မဟုတ်တာပါလဲဆိုတော့ဖရားဖွင့်ပြတဲ့ရောက်ဘာတစ်ခုမှမမြင်တော့ဒါပေမဲ့ဖရားအယံပြချင်တယ်တင်တော့ကိုဘေးနားမှာသူရှိတာတော့မှကိုမသိတဲ့ဘဝကြီးကဘယ်လောက်ကြောက်စရာကောင်းလဲဘယ်လောက်တနာဖို့ကောင်းလဲမိမိကိုမိပြန်စဉ်းစားငါနားမှာဖရားရှိတယ်ဆိုတာငါမသိလောက်တဲ့အထိဘာကြီးကကန်းသွားလဲ No သူတကယ်ဖော်ပြချင်တဲ့ဖရားကြီးသူတကယ်တင်းကိုအယားသိစေချင်တဲ့ဖရားကြီးတင်းကိုရော့အင်းလို့ပြချင်မမြင်နိုင်ဘူးအမောင်တိဖုံးလွှမ်းနေတယ် Why ဘာလို့ဖုံးလွှမ်းတာလဲနှစ်ကောအခန်းကြီး၄အငယ်၄မှာနှစ်ကောအခန်းကြီး၄အငယ်၄မှာတို့ကဇာတိကိုအယားဇာတိလာညီကောင်မဟုတ်လားကိုယ်စိတ်အလိုလိုက်တာအယားများသွားပြီနှစ်ပေါင်းများစွာငါ့ကိုလာပြောနဲ့ငါသိတယ်ငါ့ကိုလာပြောနဲ့ငါလှုပ်ချင်တာလှုပ်မယ်မလှုပ်ချင်မလားဘာဖြစ်လဲဘာညာပေါ့ဘာညာတွေဟုတ်တယ်လို့နဲ့အဲ့ဒါကိုယ်စိတ်အလိုလိုက်နေတာကိုယ်စိတ်အလိုလိုက်နေတာကိုယ်စိတ်တိုင်းကြပဲကိုယ်အသက်ရှင်တာဟုတ်တယ်လို့နဲ့ဝိညာဉ်မျက်စိကန်းသွားပြီနောက်ဆုံးနှုတ်ကပတ်တော်ကအရတာရှိလို့ရှိမှတော့မသိတဲ့ဘဝကြီးကသွားပြီဗျာကဲတော့ဒါဝိဒ်ကနှုတ်ကပတ်တော်ကသူ့အတွက်ချိုးတယ်လို့ပြောတဲ့ဘဝနဲ့စတော့မှချင်းဖျားသခင်သူ့ကိုတိုးချောင်းသားဘဝနဲ့ဆွဲထုတ်ပြပြီးတော့ဘယင်ဆွဲတင်ပလိုက်တာတင်းအတွက်ဘယ်ရာတွေကချိုးပြီးတော့ဘယ်ရာတွေကခါနာလဲထို့သောမယုံကြည်သောသူတို့ကဖျားခင်ပုံသဏ္ဍာန်တည်းဟူသောခရစ်တော်၏ဘုန်းအသရေတော်နှင့်ပြည့်စုံသောအင်္ဂလိပ်တရား၏အယောင်တွေအလင်းကိုမပေးစေခြင်းကအင်္ဂလိပ်တရားဆိုပါလားကျေးဇူးတင်တယ်အင်္ဂလိပ်တရားအင်္ဂလိပ်တရားအယောင်ဒီအလင်းကိုမပေးစေခြင်းကဤလောကကိုအစိုးရသောဖျားသည်သူတို့ဉာဏ်မျက်စိကိုကွယ်စေတယ် Okay in whom the God of this world the God in whom the God not capital G small g the God of this world which is Satan the God of this world hath blinded the minds of them see တို့ရဲ့ဉာဏ်မျက်စိကိုဘာလုပ်လိုက်တာလဲကွယ်စေလိုက်တာ blind လုပ်လိုက်တာအဲ့ကောင်ဘာဖြစ်လဲဖခင်ကောင်းမြတ်တယ်ဆိုတာလေမမြင်တော့ဖခင်ကိုတော့အကောင်းဆုံးပြင်ဆင်ပေးတယ်မမြင်တော့တခုဆိုရင်လာပြောနေငါဘာမှကြားချင်တော့လောကမှာတက်ရှင်ရင်စိတ်ကိုမရှိတော့တာလက်ကပဲဆူတောင်းလဲဘာမှမထူမထူတာမဟုတ်ဘူးတင်ဆူတောင်းတဲ့အရာကိုဖခင်ရှေ့မှာပြင်ဆင်ထားတင်မမြင်မဲနဲ့ကြော်သွားတာအချိန်ချင်းပဲတင်ကမဆာဖို့လူကိုစေလွတ်တယ်အဲ့လူကိုတင်ကမောင်းထုတ်လိုက်တယ်မလာနဲ့ငါ့ရင်မလာနဲ့ဘုရားသခင်ကောင်းကင်တမန်နေအချိန်ချင်းစေလွတ်တယ်အာဗြဟံကတော့သူ့အိမ်မှာလက်ခံပြီးတော့ကျွေးမွေးတယ်တင်ကတော့မောင်းထုတ်တယ်အစင်မပြရတဲ့ကြားထဲလာရှုပ်တယ်သွားလို့ရှင်မင်္ဂလာပါလာတယ်မင်္ဂလာပြန်ထွက်သွားတယ်အလင်းကိုမပေးစေရင်ဤလောကအစိုးရတော့ which believe not the minds of them which believe not lest the light of the glorious gospel of Christ ခရစ်တော်ရဲ့အင်္ဂလိပ်တရားဆိုတာပါလဲခရစ်တော်ရဲ့ဘုန်းတင်နဲ့ပြည့်စုံသောအင်္ဂလိပ်တရားဆို gospel ဆိုတာက good news ဖယားတင်အတွက်ပြင်ဆင်ထားတဲ့ bad news မဟုတ်ဘူး God has a great plan for each and every one
God has a great plan for you and for me, for His children. Good news, gospel ဆိုတာက gospel ဆိုတာ good news ဘုရားသခင်တင့်အတွက်တည်င်းကောင်းတွေအကောင်းဆုံးအရာတွေပြင်ဆင်ထားတဲ့အရာတွေအယံပြချင်တယ်တို့မြင်တယ်လားမမြင်နိုင်ဘူးဘာလို့ထားလဲမျက်စိဖုံးခြင်းခံထားတယ်ဘာလို့ဖုံးထားလဲတို့ဘာလို့မမြင်နိုင်တာလဲရှင်းရှင်းလေးပဲကိုယ်စိတ်အလိုလိုက်တာအယံများသွားပြီဒီနိုင်ငံမှာကြတော့ကိုယ်စိတ်အလိုလိုက်အောင်ကိုစနစ်တကျပြင်ဆင်ထားပြီးသားဒီနိုင်ငံကြီးကစိတ်အလိုလိုက်လို့လွယ်အောင် तू အကုန်လုံးကို तू ကလှပပလေး तू ဝုန်းတဲ့တိုင်းနဲ့မဟုတ်ဘူး तू ကတီတီမီနီဆိုတဲ့အတိုင်းမီနီတီတီလေး तू စတဲ့ဆွဲခေါ်သွားတာရောက်သွားတဲ့ချိန်ချာမှလွန်သွားပြီဆိုသိတာအဲ့ဒီချိန်မှာ Suicide Forest ရောက်သွားအောင်ဒီလိုသိစရာမလိုအဲ့ဒီ forest ကဒီလိုနဲ့မဆိုင်အောင်အာမင်ညံမျက်စိကွယ်စီလိုက်တဲ့ချိန်မှာဘာဖြစ်လဲကိုမမြင်နိုင်တော့ကိုမမြင်နိုင်တော့ဒါပေမဲ့ဘုရားပြင်ဆင်ထားတယ်ဘုရားပြင်ဆင်ထားတယ်ကျွန်တော်ဒီမှာရှိတဲ့မိသားစုတွေအရန်သိစေချင်တာတင်းအတွက်ဘုရားပြင်ဆင်ထားတဲ့အရာကိုသင်မြင်ပြီလားမမြင်သေးရင်ပင်ပန်းမယ်နော်ဒီဂျပန်တိတ်ပင်ပန်းတယ်လူပင်ပန်းတာပြဿနာမရှိဘူးလူတွေဘာလို့ရထားရှိမှခုံချလဲလူပင်ပန်းတာခံနိုင်တယ်စိတ်ပင်ပန်းတာမခံနိုင်တော့လို့ But good news is God is with us ဒါကြောင့်ချင်းလေးအခုနဆိုတာမစိုးရိမ်နဲ့ငါသားတင်ဟာတယောက်တည်းမဟုတ်ပါတင်ကိုလှင်းပြမထားစံကြီးမြင်တောင်ရေတွတ်သူပါချီမွားနေသောအနာများကုတာလို့တဲ့လာညီကိုမောချီမွားတဲ့အနာများကုတာပေးမဲ့သူလောကမှာမရှိဘူးဒီမှာမရှိဘူးအပြင်က physical body ရဲ့ပြဿနာတွေအားလုံးကို healing လုပ်ဖို့အတွက်ဆေးရုံရှိတယ်ဒါပေမဲ့ inner healing အတွက်ဆေးရုံမရှိဘူးဒီမှာဒါကြောင့်သူတို့ရဲ့ထွက်ပေါက်ကကိုယ့်ကိုတတ်သေးတာဖះကိုပယ်ထားမှာတော့ဘယ်လောက်ကောင်းတဲ့နိုင်ငံဖြစ်ဖြစ်ဘာရှိတော့မှာလဲကုသလို့နေတဲ့သူတခင်ကတင်းရဲ့နာမှာကျွန်တော်ရဲ့နာမှာပါတော့ဒီမှာဖះတင်းနဲ့အတူရှိနေတဲ့အတွက်ကြောင့်တင်းနဲ့ဒီမှာဖះရှိနေတယ်ပြောချင်တာဒီနေရာမှာဖះရှိလို့ပြောတာမဟုတ်တင်းနဲ့အတူကိုဖះရှိနေတာဒါပေမဲ့ကြောက်စရာအရန်ကောင်းတာတင်းနဲ့အတူဖះရှိတယ်ဆိုတာမသိနိုင်လောက်အောင်ဘယ်အရာတွေကိုဖုံးလွှမ်းခံရပြီးနေပြီလေWhy? You know why? ဘာလို့မကျေနပ်မှုတွေနာကျင်မှုတွေဒေါသတွေလူငယ်တွေအများကြီးလှည့်စားတဲ့ဒီခေတ်ကကျွန်တော်ဟိုတလောအမေရိကမှာသွားခင်မှာကျွန်တော်ထိုင်နေနေကျွန်တော်မိတ်ဆွေတွေဘေးနားမှာထိုင်ဘာပြောလဲဆိုတော့မှန်ပါတယ်ဗျာလောကကြီးမှာမတရားတာတော့အများကြီးပဲဗျာအများကြီးပဲအဲ့ထဲမှာဗျာမြန်မာပြည်မှာနေတဲ့သူတွေကတော့မတရားတာပိုခံစားရတာပေါ့ဗျာဒီကောင်တွေကတော့ချမ်းသာကြွယ်ဝပြီးတော့ငါတို့ကဒုက္ခတွေရောက်ဒီကောင်တွေဘာလဲတစ်ဖွဲ့လေးကောင်းစားဖို့ငါတပေလုံးဒုက္ခပေးတဲ့ကောင်တွေဘာကောင်တွေညာကောင်တွေဘာလဲသူဒေါသထွက်တာကြည့်တော့ပူလောင်လိုက်တာဟုတ်ပါတယ်မကောင်းတဲ့လူကတော့ပူတော့မှမကောင်းပါလေခမရဘာလို့မကောင်းတဲ့လူတွေကြည့်ပြီးတော့မှခမရပါဇက်ထဲနဲ့မကောင်းတာတွေထွက်ပြီးတော့မကောင်းတာတွေကိုဖိတ်ခေါ်နာလဲလို့မကောင်းတဲ့ကောင်တွေအကြောင်းထိုင်စဉ်းစားပြီးတော့ခမရမကောင်းတဲ့အကြောင်းတွေထိုင်ပြောလို့ခမရဘွားကြီးကဘာတိုးတက်လာမှာလဲလို့မကောင်းတဲ့ကောင်ကြည့်တော့မကောင်းတဲ့စကားတွေပဲထွက်နေတယ်ဆိုရင်ခမရကိုကောင်းလာမှာလားလို့မကောင်းတဲ့လူကဘုရားသခင်သူ့ချိန်တန်သူစီရင်ပါစေငါတို့ဘာမှလုပ်လို့မရဘူး